ပါတယ်ချစ်ကြီးဆိုတော့ကြောင့်2026ခုနှစ်ဇူလိုင်လ22ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖခင်သခင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖခင်ရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အရှင်ထာဝရဖခင်ကျေးဇူးတင်ပါတယ်နှုတ်ကပတ်တော်အဖြစ်တိဆောက်เสียဖြစ်စေပါနန်းနေသောတမန်တရားကိုကိုရောယူဆောင်ဖော်ပြပါအခုလေကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါတခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါတယ်ဖခင်အာမင်ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရယ်ကျွန်တော်တို့ခေါင်းစဉ်တစ်ခုနားထောင်နေပါရယ်အဲ့ဒီခေါင်းစဉ်ကဘာလဲဆိုတော့သခင်ယေရှုခရစ်တော်ဤဆုတောင်းခြင်းနဲ့သက်ဆိုင်သောပုံသက်သေများအဲ့ဒီခေါင်းစဉ်ကိုကျွန်တော်နားထောင်နေတယ်အဲ့တော့တမန်ကျမ်းစာထဲမှာသခင်ယေရှုခရစ်တော်ဘုရားဟာဆုတောင်းခြင်းနဲ့သက်ဆိုင်ပြီးပုံသက်သေတွေအများကြီးပြခဲ့တယ်အဲ့ဒီထဲကနေကျွန်တော်အချက်၈ချက်ကိုနားထောင်တာအဲ့ဒီကနေ့ဆိုကျွန်တော်၅ခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်အော်နံပါတ်1 branch check ကတော့သခင်ယေရှုခရစ်တော်ဟာဆုတောင်းခြင်းနဲ့ဆိုင်တဲ့ပုံသက်သေဘာပြခဲ့လဲဆိုတော့နံပါတ်1သခင်ယေရှုခရစ်တော်ကအာယုံဥဆုတောင်းခဲ့တယ်မာကုခန်းကြီး1ငယ်35ကိုဖိုင်ချက်တွေ့ရမယ်။နံပါတ်2ဒုတိယချက်ကတော့အစာရှောင်ပြီးဆုတောင်းခဲ့တယ်။မာသဲခန်းကြီး4ငယ်1ကနေ4ထိဖိုင်ချက်တွေ့ရမယ်။နံပါတ်3တတိယချက်ကတော့ဘာလဲဆိုတော့တူးလေးဆုတောင်းခဲ့တယ်။လုကာခန်းကြီး9ငယ်16ကိုဖိုင်ချက်တွေ့ရမှာဖြစ်တယ်။နံပါတ်4ကတော့သခင်ရှုခရစ်တော်ဒူးထောက်ပြီးဆုတောင်းခဲ့တယ်။လုကာခန်းကြီး22ငယ်41ကိုဖိုင်ချက်တွေ့ရမယ်။အဲ့ဒါတွေကိုကျွန်တော်အများကြီးရှင်းပြခဲ့ပြီဖြစ်ပါတယ်။ဒီကနေ့တော့ကျွန်တော်နံပါတ်5ကတော့သခင်ရှုခရစ်တော်ကတောင်ပေါ်တက်ပြီးဆုတောင်းခဲ့တယ်။မာသဲခန်းကြီး14ငယ်23ကိုဖိုင်ချက်တွေ့ရမယ်။အနေငယ်ကျွန်တော်ဖတ်ပေးချင်ပါတယ်။စီဝေသောသူတို့ကိုလွတ်ပြီးမှဆုတောင်းပတ္ထနာပြုအံ့သောငါတောင်ပေါ်၌စိတ်ကြွယ်ရာရက်သို့ထွက်ကြွသဖြင့်ညအချိန်ရောက်သောအခါတယောက်တည်းရှိတော်မူ၏အာမင်။အဲ့တော့သခင်ရှုခရစ်တော်တောင်ပေါ်တက်ပြီးဆုတောင်းခဲ့တယ်။ဒါကြောင့်ဆရာကြီးတစ်ပါးကဘာပြောလဲဆိုတော့ဆက်ချုပ်သမားတစ်ယောက်ရဲ့အလုပ်ကတဲ့ဆက်ချုပ်ဖို့တဲ့ယုံကြည်သူတစ်ယောက်ရဲ့အလုပ်ကဆုတောင်းဖို့လို့ပြောပါတယ်အဲ့တော့ပြောချင်တာကိုလုပ်ရမယ်အလုပ်ကိုလုပ်ရမယ်လို့ပြောခြင်းလေဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဘဝမှာတစ်ခါလေကျွန်တော်တို့ကတချို့ຢာတွေကိုမမေ့ဘယ်လိုຢာတွေမမေ့တတ်လဲဆိုဘဝအတွက်အရေးကြီးရင်မမေ့တတ်ဘူးဥပမာဆိုပါစို့တချို့တွေကျောင်းသူကျောင်းသားတွေဆောင်းဝဲဖြေမဲ့နေဆိုမမေ့ဘူးပေါ့ဒီဆောင်းဝဲအောင်မှသူ့ဘဝအတွက်အတန်းသစ်တက်လို့ရမယ်အလုပ်အသစ်ကိုရနိုင်မယ်ဟာအင်တာဗျူးအောင်မှဟာအင်တာဗျူးနေဆိုမမေ့ဘူးဒါလူတဘာဝပဲဘောမှာမမေ့တဲ့နေ့တွေရှိတယ်မမေ့တဲ့အရာတွေရှိတယ်ဘာကြောင့်မမေ့လဲအရေးကြီးလို့ဒါပေမဲ့ဘဝမှာအရေးကြီးပြီးမေ့နေတဲ့အရာရှိတယ်အဲ့ဒါဆုတောင်းခြင်းပဲတိတ်အရေးကြီးတယ်ဒါပေမဲ့မေ့နေတတ်တယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ကအရေးကြီးပြီးမေ့တဲ့အထဲမှာဆုတောင်းခြင်းမပါဘူးလို့တယ်အဲ့တရားဆုတောင်းခြင်းမေ့နေရင်ဖခင်ကလည်းတင့်ကိုပေးမဲ့အရာကိုမေ့နေတယ်ဆိုတာထက်တင့်ကိုပေးမဲ့အရာကိုတင့်ထက်တောင်းတဲ့သူကိုပေးပလိုက်မယ်ဆိုတာကိုသွားတွေ့ရတယ်။ဒါကိုကျွန်တော်နားလေရ။ဒါကြောင့်ကျမ်းစာထဲမှာသခင်ရှုခရစ်တော်တောင်ပေါ်တက်ပြီးဆုတောင်းတဲ့အရာနဲ့ပတ်သက်ပြီးကျမ်းစာမှာဆုတောင်းခြင်းကအလွန်ရေးကြီးတယ်။ဒီတောင်ပေါ်မှာတက်ပြီးဆုတောင်းခြင်းအပြင်ဖခင်သခင်အဖြေပေးတဲ့အရာတွေကျမ်းစာမှာအများကြီးရှိတယ်။အဲ့ဒီကနေကျွန်တော်တောင်ပေါ်တက်ဆုတောင်းတာနဲ့ပတ်သက်ပြီးအချက်၃ချက်အဓိကပြောသွားမှာဖြစ်တယ်။အဲ့တော့ဒီကျမ်းစာထဲမှာတောင်ပေါ်တက်ပြီးဆုတောင်းခြင်းကိုသခင်ရှုကိုယ်တိုင်လုပ်ခဲ့တယ်လို့ကျွန်တော်တောင်ပေါ်မှာသွားဆုတောင်းတန်ကိုဖခင်ကလည်းနားထောင်တယ်။ဒါပေမဲ့ကျွန်တော်တို့တတိချက်ရမှာကတောင်ပေါ်တက်ပြီးတောင်းမှဖခင်အဖြေပေးတာမဟုတ်ပါဘူး။မြေပြတ်မှာတောင်းလဲပေးတယ်။အိမ်ထဲမှာတောင်းလဲပေးတယ်။ဗိမာန်တော်မှာတောင်းလဲပေးတယ်။လမ်းလျှောက်ရင်တောင်းလဲပေးတယ်။ပြောချင်တာအဓိကကဆုတောင်းခြင်းကိုမမေ့ဖို့ပဲလို့ဒါကိုပြောချင်တာ။ဟာတချို့တောင်ပေါ်တက်တောင်းမှရမှာဟိမြေပြတ်မှာတောင်းရင်တော့မရတော့ဘူးဟိအဲ့လိုမျိုးမဟုတ်ပါဘူး။ကျမ်းစာဘယ်နေရာမှာတောင်းရှိရအရာမှာစုတာတောင်းဖခင်ကအဖြေပေးတယ်ဆိုတာဒါလေးကိုလည်းကျွန်တော်နားလေဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျမ်းစာမှာတောင်ပေါ်တက်ပြီးစုတောင်းခြင်းအဖြစ်အောင်မြင်ခဲ့တဲ့အဖြစ်ပြ၃ခုကျွန်တော်ပြချင်တယ်။ကဲဒီမှာဒီ run check ကတော့ထွတ်မြောက်ကျမ်းခန်းကြီး18အငယ်8ကနေ16ထိဖိုင်တွေ့ရမယ်။ထွတ်မြောက်ရာ18 8က16မှာယေဖိဒိန်အရက်မှာဣသရေလလူမျိုးတွေကအာမလက်လူတွေနဲ့စစ်တိုက်တဲ့အခါမှာယောရှုအောက်မှာတိုက်တယ်မောရှေအာယုန်ဟုရတောင်ပေါ်မှာတက်ပြီးဆုတောင်း။အားကြောင့်ဘလို့ရေးလဲဆိုတော့ဒီဖြစ်ပျက်ကိုကြားဖို့တယ်။မောရှေလက်မြောက်တဲ့အခါမှာတဲ့အောက်ကစစ်ပွဲနိုင်တယ်။မောရှေလက်ချရင်စစ်ရှုံးတယ်။ဟောဒါနဲ့အောင်ပြောတော့စစ်ပွဲရဲ့အဖြေကအောက်မှာမရှိဘူးအပေါ်မှာရှိတယ်။စစ်ပွဲရဲ့အဖြေကလုံယူခြင်းပေါ်မှာမရှိဘူးတောင်းယူခြင်းပေါ်မှာရှိတယ်။
အာမလလူမျိုးတွေနဲ့ဣသရေလတိုက်တဲ့စစ်ပွဲရဲ့အဖြေဟာလူပေါ်မှာရတာမဟုတ်အထက်ကလာတဲ့ဖျားအပေါ်ကပဲရတယ်ဖျားစီကရတယ်ဆိုတော့တွေ့ရတယ်အဲ့ဒီအချိန်မှာပဲမောရှေကလက်ညောင်းတော့လက်ချတော့စစ်ရှုံးတော့မောရှေလက်နှစ်ဖက်ကိုအာယုန်နဲ့ဟုရာနေဝင်သည့်တိုင်အောင်မြောက်ထားတယ်နောက်ဆုံးမှသူတို့ဒီယေဖိဒိန်ညမှာအာမလလူလေးကိုတောင်ပေါ်မှာဆုတောင်းခြင်းကြောင့်နိုင်သွားတယ်ဆိုတွေ့ရတယ်ဒါကြောင့်လေဒီမောရှေကအဲ့နေရာမှာတောင်ပေါ်မှာရစ်ပလင်တဲပြီးယေဟိုဝါနိတိနော်ထာဝရဘုရားသည်ငါတို့ဘက်ကနေဒီအာမလလူတွေကိုစစ်တိုက်တော်မူ၏ဆိုပြီးတော့သူကထိုနေရာကိုတတ်မှတ်ပြီးရစ်ပလင်တဲပြီးထိုအရက်ကိုသမုတ်ခဲ့တာဖြစ်တယ်အဲ့ဒီရောက်တဲ့ဖတ်ချင်ထောက်ပြကြကနေ18ငယ်8ကနေ16ထိဖတ်ကြတွေ့ရမှာဖြစ်တယ်ဒီဖြစ်ဖြစ်ကြီးတစ်ခုလုံးရှန်ကြည့်ကြည့်ခြုံတိတ်ကြည့်လိုက်ရင်ဖြစ်နေတဲ့ပြဿနာတွေကအောက်မှာဖြစ်နေတာဒါပေမဲ့ဒီအောက်မှာနိုင်ခြင်းခွင့်ဖြစ်စီတာအပေါ်လို့ခေါ်တဲ့တောင်ပေါ်မှာဆုတောင်းတဲ့မောရှေအာယုန်ဟုရတို့ရဲ့ဆုတောင်းခြင်းပေါ်မှာအဖြေရထွက်တယ်ဒီနေ့ခရိယန်သက်တာမှာအဖြေအလုံးထွက်တာကသင်ရှိရာရမှာဖျားနဲ့ဆုတောင်းခြင်းပေါ်မှာပဲသင်မိသားစုသင်ဘဝသင်အလုပ်သင်အနာဂတ်သင်ဝင်းကျင်တို့အဖြေတွေကလိုက်နေတာဒါပေမဲ့လူတွေကမြင်တာကအဖြေပဲမြင်တာဒါပေမဲ့တောင်းနေတာကြတော့ဖျားကသင်ကိုမြင်တာဖြစ်တယ်ဒါပေမဲ့ဒီနေ့လူမြင်တဲ့အဖြေပေါ်မှာကျွန်တော်တို့ကဆွဲလန်းတာထက်ဖျားမြင်ရတဲ့ဆုတောင်းခြင်းအပေါ်မှာရတဲ့အဖြေကိုကျွန်တော်တို့ကယူတတ်ရမှာဖြစ်တယ်ဒါလူတွေကအဖြေရဖို့ပဲစဉ်းစားတာဒါပေမဲ့ဖယားသခင်ကသူ့ကိုအားကိုးတာကိုပဲသူကပို့လို့ချင်တာဖြစ်တယ်။ဒါကြောင့်လူမြင်တာအဖြေကိုမြင်တာ။ဒါပေမဲ့ဖယားသခင်ကသူ့ကိုအားကိုးတဲ့အရာပေါ်မှာသူအဖြေပေးတာ။ဒီနေ့သင်သက်တာမှာရှိရရမှာဖယားကိုများများအားကိုးသင်မမြင်နိုင်တဲ့အဖြေတွေကိုမြင်ရအောင်ဖယားကသင်ကိုလုပ်ပေးမယ်ဆိုတော့နံပါတ်1အားပေးချက်။နံပါတ်2ဒုတိယတောင်းပေါ်မှာဆုတောင်းတာ300ခန်းကြီး18အငယ်20 40ဒီဖိုင်တွေ့ရမယ်။318 20 40မှာဒါကဘာလို့လဲဆိုတော့အေလိယကရမေလတောင်ပေါ်မှာတက်ပြီးဒုထောက်ဆုတောင်းကောင်းငင်ကနေမိကြဖို့ဆုတောင်းတယ်ကျွန်တော်အားလုံးသိပါတယ်ဘာလာပရောဖက်450နဲ့စိန်ခေါ်တယ်အဲ့ဘာလာပရောဖက်တွေကိုလည်းပြောတယ်မင်းတို့ဖခင်အသက်ရှင်တယ်ဆိုမင်းတို့တောင်းကောင်းငင်မိကြအောင်လုပ်ပေးတဲ့ဖခင်သည်အသက်ရှင်တဲ့ထာဝရဘုရားပဲအဲ့တော့ဘာလာဖွဲ့တွေ450တညလုံးမိုးလင်းတဲ့ချိန်ကမိုးချုပ်တဲ့ချိန်ကြီးတောင်းတယ်ဒါပေမဲ့သူတို့ထူးတဲ့သူလည်းမရှိဘူးတဲ့ချမ်းစာအဲ့တိုင်းကြီးကြော်ပြောတာမဟုတ်ချမ်းစာဖော်ပြအဲဆိုအေလိယညဦးချိန်မှာနော်ဒီရစ်ပလင်ကိုအသက်တည်ပြီးတဲ့အခါမှာနွားကိုအပိုင်းပိုင်းဖြတ်ပြီးရစ်ပလင်ပတ်ပတ်လေးမှာကျုံနော်မြောင်းလေးတူပြီးတော့အိုးလေးလုံးကို3ချိန်ရီလောင်းတယ်အဓိကတော့ဣသရေလ12မျိုးကိုကောင်းချီးပြီးတဲ့ဘုရားနာမနဲ့ဆုတောင်းတဲ့အခါကောင်းကင်ကနေအဲ့ရစ်ပလင်ပေါ်မီးကြပြီးနွားရောအဲ့ကျုံးမှာရှိတဲ့ရေပါခန်းချောက်အဲ့ဒါတောင်ပေါ်မှာဘုရားသခင်ကိုဆုတောင်းခြင်းကြောင့်ရတဲ့ဖြစ်ဖြစ်ဟောဒီရောက်ကြည့်ခြင်းအဖြစ်ဘာလပရောဖက်450အုပ်စုများတယ်ထာဝရဘုရားရဲ့ဘုရားလူကတယောက်တည်း only one ဒါပေမဲ့အဲ့တယောက်တည်းက450ကိုလွှမ်းမိုးဖို့အနိုင်ရဖို့ဖယားကအဲ့တယောက်တည်းရဲ့ဆုတောင်းခြင်းပေါ်မှာအဖြစ်ပေးပလိုက်တယ်။ဟောဒီကနေ့ဒါဘာကိုသွားတွေ့ရလဲဆိုအသက်တာမှာသင်ရှိရာရက်မှာတယောက်တည်းရှိလေကိစ္စမရှိဘူးမိတ်ဆွေ။သင်ဘက်မှာရှိတဲ့သူကလောကဘက်မှာရှိတဲ့သူထက်သာပြီးအားကြီးတယ်။ဒါကိုကျွန်တော်မမေ့ဘူးလို့တယ်။ဒါကြောင့်ဒီကနေ့သင်ကဘယ်မှာရှိလဲဆိုတာထက်ဘယ်နှယောက်ရှိလဲဆိုတာထက်ရှိရာရက်မှာယုံကြည်ခြင်းနဲ့တောင်းနေပါကသင်ထက်အင်အားကြီးတဲ့အရာအလုံးအပေါ်မှာသင်ကလွှမ်းမိုးပြီးအောင်မြင်ခြင်းရမယ်ဆိုတာကိုနံပါတ်2အားပေးခြင်းနံပါတ်3နောက်ဆုံးတတိယတောင်းပေါ်မှာဆုတောင်းတဲ့အဖြစ်ကဘာလဲဆိုအဲ့ဒါလေအေလိယပဲလေးရခန်းကြီး1ငယ်1ကနေ18ထိဖိုင်တွေ့ရမယ်လေးရ1ကနေ18ကိုဖိုင်တွေ့ရမယ်အဲ့တော့ကျွန်တော်ပြီးတဲ့အခါသင်ဖိုင်အဲ့မှာတွေ့ရမယ်အဲ့ဒါဘာလဲဆိုအာဟမင်းကြီးတည်တဲ့အခါအာဟယသားအာကဇိယနန်းထိုင်အဲ့တော့ဒီအာဂဇိမင်းကအာဟယသားဖြစ်တယ်။သူဒီရှမာရိမြို့ရဲ့ကရင်ပေါက်ပေါ်ကနေသူကပြုတ်ကျတဲ့ကြောင့်အဲ့ကရင်ပေါက်ပေါ်ကနေသူပြုတ်ကျတဲ့ကြောင့်သူနာတဲ့အခါမှာနော်ဒီအနာထမြောက်မလားဆိုပြီးအေဂျုံမြို့မှာရှိတဲ့သူနဲ့သက်ဆိုင်တဲ့လူတွေကိုသူကသွားပြီးတော့ဒီနာကနေပြန်ရှင်ပါမလားဘာလားစသဖြင့်သွားမေးခိုင်းသူတန်တမန်နေအဲ့ဒီမှာလမ်းမှာပဲ prophet အေလိယနဲ့တွေ့တော့အေလိယဘာပြောလဲကဲမင်းတို့ဘုရင်အာဂဇိကိုပြောလိုက်သေကိုသေရမယ်တလောက်ရှမာရိပြည်မှာဘုရားသခင်ရှိတာဘုရားသခင်ကိုမမေးပဲအခြားအရာတွေရှောက်မေးနေတာ။ဟောပြောချင်တာအေလိယသင်ပေးတာ။ဘ
ဖယားသခင်ရှိတာထာဝရဘုရားကိုအာမကိုပဲအခြားရအာကိုရဲ့အဲ့ဒါဆုံးရှုံးမှုပဲအဲ့ဒါကျွန်တော်နားလေရတကယ်ကြီးကျွန်တော်အသက်ရှင်နေထာဝရဘုရားကိုယုံပြီးတော့အဲ့ဒုက္ခရောက်ရင်ဘုရားကိုအာမကိုပဲအခြားပြီးအာကိုတော့ဘုရားသခင်တိတ်ပြီးတော့အမျက်တော်ဆူးရှာတယ်ဒါကိုကျွန်တော်နားလေရထာဝရဘုရားဒီငါ့ကိုးစားရာဆိုတာကျွန်တော်ကပါဇက်နဲ့ပြောတာမဟုတ်တကယ်အာကိုတဖို့လို့တာအခုလေဒီမှာအာဂဇိမင်းကဖယားအာမကိုချာရအာကိုတော့အေလိယပြောတယ်မင်းတို့ဘယုံပြောလိုက်သိမယ်တဲ့အဲ့တော့တန်တမာနီကပြောတယ်ဟာလူတယောက်ကလည်းလမ်းမှာတွေ့တယ်တဲ့ရှင်မင်းသိမယ်လို့ပြောတော့ဘယင်သိစိတ်ဆိုးတယ်အဲ့လူကဘာလုပ်လဲဆိုတော့ပုံမှန်သဏ္ဍာန်ပြောတော့အေလိယဖြစ်ကဲဆိုအေလိယကိုသွားဖမ်းသွားတယ်အဲ့ချိန်မှာအေလိယတောင်ပေါ်တက်ပြီးထိုင်အဲ့ချိန်မှာလူ၅ကျိတ်ကိုဥဆောင်တဲ့နော်စစ်သား90ကိုဥဆောင်တဲ့တပ်မှူးကအေလိယကိုအောက်ကနေလာပြီးအမိန့်ပေးတယ်မင်းကိုဘယင်ကဟာလာအမိတ်နဲ့ငါလာတယ်မစ်ဆင်အေလိယဆင်အဲ့ချိန်မှာပဲအေလိယပါပြောငါဖျားလူမှရင်နဲ့မင်းတို့ကောင်းငင်မီးကြသေးတယ်တကယ်ပဲကောင်းငင်မီးကြသေးတယ်နောက်ဒုတိယအဲ့လူငါဇေကိုအုပ်ချုပ်တဲ့တပ်မှုနောက်ဒုတိယတရားထပ်လာဖမ်းတယ်သူလည်းအဲ့တပ်မှုရော90ကိုထပ်သေးတယ်ဗျအဲ့တော့ရှင်မင်းကမမောက်နောက်ထပ်90တပ်သား90နဲ့တပ်မှုပါထပ်လွတ်တော့တတိယတပ်မှုကြတော့စပားနှက်တယ်အဲ့ချိန်မှာတော့ကောင်းငင်အောင်မကြည့်ရဘူးအေလိယကိုမကြည့်ရပဲနဲ့ဟာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်နဲ့အခုခဏလေးလိုက်ခဲ့ပြီးပါနောက်ဆိုအေလိယလိုက်သွားတယ်တကယ်ပဲအေလိယပြောတဲ့အတိုင်းပဲဘယင်နဲ့တွေ့တယ်ဘယင်သိတာပဲဟောဒီကြည့်ကြံဖြင့်အေလိယအခက်ခဲဖြစ်တဲ့အခါတောင်ပေါ်မှာထိုင်ပြီးသူဆုတောင်းနေခြင်းဟာသူ့ရှိလာတဲ့အခက်ခဲကိုကောင်းငင်ကနေဖေကတိုက်ရိုက်ရှင်းပေးနေဟောဒီနေ့တဲ့သက်တာမှာအခက်ခဲရှိရင်တဲ့တောင်ပေါ်တက်ဆုတောင်းရရတယ်ဗိမာန်တော်လာဆုတောင်းလို့ရတယ်သင်ရှိရရမှာဆုတောင်းလို့ရတယ်အဲ့ဆုတောင်းပါကသိရှိလာတဲ့အခက်အခဲကိုကောင်းငင်ကနေဓာတ်ရိုက်ရှင်းပေးနေမှာဖြစ်တယ်ဒါကိုကျွန်တော်နားလေရဒါကြောင့်ဒီကနေ့သင်ရှင်းတာထက်ကောင်းငင်ဘုံရှင်အဖဓာတ်ရိုက်ရှင်းပေးတာကပိုပြီးစိတ်ချရတယ်ဆိုတာအားပေးခြင်းသခင်ရှုခရစ်တော်တောင်းပေါ်တက်ပြီးဆုတောင်းခဲ့တယ်လို့မောရှေအာယုန်ဟုရတို့ကယေဖိဒိန်ရမှာအာမလက်လူတွေနဲ့ယောရှုစစ်တိုက်တဲ့အခါသူတို့ဆုတောင်းခြင်းကြောင့်နိုင်ခဲ့တာဖြစ်တယ်Prophet Elijah no ကာမီလာတောင်ပေါ်မှာမိကြအောင်ဆုတောင်းတဲ့အခါတောင်းတဲ့အတိုင်းပဲဖခင်မိကြပြီးတသိထူ။တောင်ကောင်းရင်မှာမိကြတာနဲ့ပတ်သက်ပြီးစီရင်ခြင်းတို့မိကြတာပါလေကပောက်ကျန်းကိုင်း19ဒါတော့ဘောမောရာစီရင်ခြင်းတို့မိကြတာ။ကောင်းကြီးနဲ့ဆုတောင်းခြင်းတို့အဖြေရဖို့မိကြတာကျတော့318အငယ်20ရ40အဲ့ဒါကောင်းကြီးတို့မိကြတာ။နမိတ်လက္ခဏာတို့မိကြတာတတ်သိပြုဖို့မိကြတာ။နော်နံပါတ်3ကတော့ခုနအေလိယကိုလိုက်ဖမ်းတဲ့အာဂဇိရဲ့အဖွဲတွေအကုန်ဆုံးရှုံးအောင်ဒီကနေ့တဲ့သက်တာမှာတရှိရရမှာတောင်ပေါ်ဖြစ်ဖြစ်မြေပြန့်ဖြစ်ဖြစ်ရှိရရမှာတဲ့စွတ်တောင်းအဲ့တဲ့တောင်းတဲ့အတိုင်းတက်ရှိလာတဲ့ပြဿနာကိုကောင်းငင်ဘုံရှင်ဖာသူတိုက်ရိုက်ဖြေရှင်းပြီးသွားမှာဖြစ်ကြောင်းအားပေးရင်နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးကျွန်တော်ကုန်းချုပ်ခြင်းနဲ့1835ခုနှစ်မှာအီတလီနိုင်ငံရဲ့ Florence ဆိုတဲ့မြို့မှာနော်လူတစ်ယောက်ကဆရာဝန်လာပြတယ်သူ့နာမည်Grimandi လို့ခေါ်တယ် Mr. Grimandi အဲ့တော့ဆရာဝန်လာပြတော့ဆရာဝန်မေးတယ်ဘာဖြစ်လဲနော်အဲ့တော့အဲ့ချိန်မှာပဲဒီလူကဘာပြောလဲဆိုတော့ကျွန်တော်ကတဲ့နော်ညတိုင်းအိတ်လို့မရဘူးတဲ့ကျွန်တော်ညတိုင်းအိတ်လို့မရဘူးကျွန်တော်တော့ကားတွေဖြီးစည်းမှုတွေအများကြီးပဲအများကြီးပဲဟာအဲ့ဒါနဲ့ဆရာဝန်ကသူ့ကိုစီးတွေပဲပြီးရင်းနဲ့သူ့ဘာပြောလဲဆိုဟာကျွန်တော်တို့မြို့မှာတဲ့အခုဒီညတော်မှာတဲ့တပတ်တာစက္ကအဖွဲတစ်ဖွဲလာတယ်အဲ့ဒီမှာလူရွှင်တော်တယောက်ကသိရည်စရာပြောတယ်ဗျာအဲ့လူရွှင်တော်ပြောတာခင်ဗျာဒီညသွားနာထောင်ကြည့်ပါလားတဲ့အဲ့ဒါဆိုခင်ဗျာရေမောပြီးတော့ခင်ဗျာပြန်အိတ်လို့ရမှာပေါ့ဗျာအဲ့ချိန်ကျမှအဲ့ Mr. Grimandi ကပြောတယ်အဲ့စက်ကဖွဲ့ရဲ့သူများကိုရီအောင်ပြောတယ်လူရွှင်တော်ကကျွန်တော်ပဲဟာဆရာဝန်အောင်တော့ဟာခင်ဗျာသူများရည်စရာတွေအများကြီးပြောပြီးခင်ဗျာကိုယ်တိုင်အိတ်လို့မရဟုတ်တယ်သူများကကျွန်တော်ပြောနေတာကျွန်တော်အဲမှာငြိမ်သက်ခြင်းမရှိဖြစ်နေတယ်ဒီဟာလေးကိုစောက်တော့မှဖတ်တဲ့အခါမှာအလုံးတရားမှခွန်အားရတယ်ဒီနေ့လောကကြီးမှာအခြားသူရှိမှအောင်မြင်ပြီးမိမိဘဝမှာကြာရှုံးနေတယ်တဲ့ဘုရားနဲ့အဆက်အသွယ်ရှိဖို့လိုပြီတဲ့ဘုရားနဲ့အဆက်အသွယ်မရှိရင်ဘဝမှာ peace မရှိတော့ဒါကြောင့် no Jesus no peace တကယ်ရှိမရှိတဲ့သက်တာမှာငြိမ်သက်ခြင်းမရှိဘူးပါစနေဘလောက်ရှိဘာတွေဘလောက်တော်ဘာတွေဘလောက်လုံနိုင် peace ဆိုရင်ငြိမ်သက်ခြင်းမရတော့ဘူးတော့ Grimandi ကြည့်သူများကသူရီအောင်လုပ်နေသူကိုယ်တိုင်ကိုကျွေးနေညအိလို့မရဘာကြောင့်လဲ no peace တကယ်ရှိမရှိတော့ဒီကနေ့ကျွန်တော်နှုတ်ကပတ်တော်ရှိတဲ့သက်တာဆုတောင်းခြင်းရှိတဲ့သက်တာဖျားရှိတဲ့သက်တာမှာ peace ရှိတယ်
joy နော်ဝမ်းမြောက်ခြင်းရှိတယ် love ချစ်ချင်းမြတ်တာရှိတယ်တောင်ဒီကနေ့ကျွန်တော်အသက်တာမှာအဲ့ဒီ peace ငြိမ်သက်ခြင်းရှိဖို့ဆုတောင်းခြင်းနဲ့သွားမယ်ထိုဘုရားနဲ့ပဲသွားပါသင်ထဲမှာငြိမ်သက်ခြင်းနဲ့ရှင်တဲ့ကောင်းကြီးကိုထိုဘုရားတစ်သလုံးပြည့်စုံပေးမှာဖြစ်တယ်။ကျမ်းစာသူရောက်ချင်းစီတိုင်းဖျက်ရှင်ကောင်းကြီးပေးပါစေ။ကျွန်တော်နှစ်ဖန်ချက်သရီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာပြန်လည်တွေ့ဆုံမယ်။နှစ်ဖန်6ခုမြောက်ချက်ကိုကျွန်တော်ဆက်ပြီးဆင်ခြင်မှာဖြစ်ပါတယ်။ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖျက်ရှင်ကောင်းကြီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့။ Chỉ doa do amumia tue Yue che tada Te yau che na chi wane Nizima Ye na Ushide Chen sai chok tue ke ya dokha Tetana kong long song Ina lega